ဒီဝါချ3ဝင်းလောပုံပြောပြမယ်နော်ဒီကောင်အရင်ထည့်ရမယ်နော်ဒီကောင်ထည့်ပြီးအဓိကမင်းရဒီကောင်နော်ဒီကောင်ကဒီမှာအောက် OUT ရအပြင်ဘက်ကိုလှည့်ရထားပေးရမယ်ထည့်လိုက်ပြီဒီမှာထည့်လိုက်ပြီထည့်ပြီးရင်အထက်ကိုရောက်မယ်ထည့်ရောက်မယ်ဆိုလို့ရှိရင်သူကဒီမှာလှည့်ရမယ်လှည့်လိုက်ရင်ဒီလိုလေးဖြစ်သွားမယ်ပေါ့အဲ့လိုဖြစ်သွားလို့ရှိရင်ဒီမှာဒါလေးနဲ့တော့ပိတ်ထားတာဒီငုတ်တော့ငုတ်ဒီဝါချာဒီလိုမျိုးတောလက်တောင်လဲ6မလဲအောင်လို့သူကဖမ်းမထားပေးတာဒီလိုမျိုးတော့ဖမ်းထားလို့ရှိရင်သူ့ရဲ့ဒီကအဆွဲလေးဒီကြားထဲမှာရှိရဲ့အဆွဲကဒီထိတ်နဲ့ဒီထိတ်လေးနဲ့တွားပြီးနေတဲ့ခါကျတော့ဒီကကလောက်ကိုနှက်ဆွဲတဲ့ခါကျရင်ဂီယာဘောက်ကလည်းသူ့ရဲ့အကွာအဝေးသူ့ရဲ့ရှိတဲ့အကွာအဝေးလေးနဲ့သူကကလီယာတစ်ခုရှိမယ်အဲ့ခါကျရင်ဂီယာဘောက်ကလည်းသူ့အပိုင်းနဲ့သူ့လုံးမယ်ဒီဘက်ကကလောက်အောင်ပိုင်းကျတော့လည်းသူကသူလုံးလို့ရမယ်အဲ့ဒါမှသူကဂီယာပေးယူလည်းမရမယ်ဂီယာထိုးဖြုတ် free ရအကုန်ရမယ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီမှာဒီငုတ်တငုတ်ကငုတ်3ငုတ်လုံးကျိုးနေတာတို့ငုတ်3ငုတ်လုံးတော့မကျိုးဘူးဒါပေမဲ့ဒီပြောင်းဒီမှာဒီငုတ်ဒီလိုပြောင်းမဲ့ထဲမိတာတို့ဒီငုတ်3ငုတ်လုံးကျိုးနေတာတို့ဆိုရင်ဒါငုတ်3ငုတ်လုံးကျိုးနေဆိုဒီမထားအဲ့ဆိုဒီမှာဒီကောင်ဒီမှာလိုက်လဲမှာကျိုးလိုက်လဲနေမှာတက်ကောအဲ့ကောင်လိုက်လဲလို့ရှိရင် तू ကအဆင်မပြေဘူးဒီမှာလိုက်လဲသွားတဲ့အခါကျရင် तू ကတန်းဒီလိုမျိုးတန်းဖြစ်သွားပြီဆိုလို့ရှိရင်ဒီကကလောက်ကိုညှက်လိုက်ပြီဆိုနှစ်ထိတ်ကနေနှက်ဆွဲလိုက်လို့ရှိရင် तू ကညှက်နေမှာကလောက်ကိုညှက်ထားပြီးတဲ့ခါကျတော့ तू ကဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဂီယာထိုးလို့မရဘူးဂီယာအသွားလာတွေမကောင်းတော့ဘူးပေါ့အပေးယူမရတော့အချင်းပြောင်းနေမကောင်းတော့ဘူးအဲ့ဒီပြဿနာရှိမယ်ဖီးမရတော့ဘူးအဲ့ဒီပြဿနာရှိမယ်အဲ့လိုမျိုးမဖြစ်အောင်လို့ဒီငုတ်ကြီးဒီဝါချအထူဝင်ပြီးလိုက်မလဲအောင်လို့ဒီငုတ်3ငုတ်နဲ့ तू ဖမ်းပေးရတာဒါမျိုးဒါမျိုးနော်အဲ့ဒါကိုတိဖို့